အခုကလည်းဒီအထက်အလုပ်တွေလုပ်ရင်းနဲ့လွမ်းနေပါမယ်ဒါဆိုရင်တော့ तू က3ရက်လောက်ချီးမပါတော့ဘူးလားသိကြတယ်ကျွန်တော်ကလည်းအိမ်မှာအမေနဲ့တူကျွန်တော်ဘဝလေးခဏလောက်ဖြတ်တန်းပါမယ်ဘယ်လိုဖြတ်တန်းမှာပြောပါဦးဒီလိုလေလေကြီးကျွန်တော်တကယ်ဇက်တပင်ကိုခုလိုအပေးကြတာတကယ်ကျေးဇူးအများကြီးတင်ပါတယ်ဇက်တပင်ဆိုတဲ့ခေါင်းစဉ်အောက်မှာဇက်တပင်ဆိုတဲ့အင်္ဂါရက်တွေမပပျောက်အောင်လို့တော့ကျွန်တော်တို့လူငယ်တွေထိန်းသိမ်းကြရမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ပြဆက်ကလည်းဆိုတာလေအဲ့ဒါကြောင့်ကိုကတာပါအစောကလေးကကျွန်တော်ကိုချောင်းနေတာဘယ်လိုပြောအောင်လဲဆိုပြီးတော့ချောင်းနေတာမို့လို့ဖြစ်ပါတယ်ဗမာလိုပဲပြောပါချောင်းနေတဲ့လူတွေတခုပြောလိုက်ပါမယ်ချောင်းနေလဲလက်ကားပါပဲအောက်စားမလွတ်ပါဘူးအဲ့တော့ကိုဘွားကိုတက်မတ်ကိုရှောက်လန်းဖို့ပဲအဓိကပါဘယ်လိုပဲဖြစ်ဖြစ်တိုက်ခိုက်ဆိုတာပင်းကြီးလေးတိုက်လေးပဲဟုတ်တယ်အဲ့တော့ Angel Care ဟုတ်တယ်ဟုတ်တယ်အင်္ဂလိပ်ပြောတယ်ဒါကြီးကိုညီလေးစိုက်ဖတ်သိမ့်မဝင်ဟုတ်တယ်ဒါကြီးကိုစိတ်ကိုတိုက်စီးရမဖြစ်နဲ့ဒါကြီးကိုစိုက်နေမှာဖမ်းမဖြစ်စီ pressure လို့ဆိုလည်းရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်သူများပြောတာလည်းမှန်တာဟုတ်ပဲသူပြောလိုက်တယ်အမှန်အောင်မင်းလာပြီးတော့မင်းပြောရင်အဲ့ဒီမင်းတော့ရန်တွေးအကူမဟုတ်ဘူးသူပွဲရပြီးသားမလို့ကိုတော်ဒီမှာလေးချင်နေတာအင်္ဂလိပ်စာတွေလိုက်ပြီးတော့သူ့ကိုနိုင်ဖို့ဟုတ်ပဲ